ညီကိုဒီနားမှာဗျာကိုဝိုင်းဝိုင်းလေတို့အိမ်ဆိုတာဘယ်နားမှာလဲမသိဒီဘက်ကတော့လမ်းညွန်လိုက်တာပဲဝိုင်းဝိုင်းလေဟာဟောဝိုင်းလေတော့ဟိုရှင်းတလန်းကြော်တယ်ဟုတ်ကဲ့ညာချိုးလိုက်ညာချိုးပြီးညာဆက်ချိုးညာထပ်ချိုးလိုက်ညာသုံးကချိုးပြီးရောက်လိမ့်မယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ညာတော့ချိုးလိုက်ဝိုင်းလေတကယ်ကြီးကိုဘုတော့ခေါ်နေရလဲဝိုင်းလေမိမနဲ့တူတယ်ဟာမင်းဝိုင်းလေမိမမလဲကျမအပြိုးရှင်ဒါဆိုရင်ဝိုင်းလေညီမပါရှင်ဘာပြောနေရလဲဘာမှမတော့ဝိုင်းလေညီမလည်းမဟုတ်ကုန်းဝိုင်းလေတို့အိမ်ကဟိုးမှာဟုတ်ပါမလားဟုတ်တယ်ဟိုးပါမှာ sorry ပါအိမ်မပါလေဝိုင်းလေတကယ်ချင်းပါအပြိုးပေါ့ရှင်ဟာကျွန်တော်ဧည့်သည်ပါဒီမှာတကယ်ချင်းအိမ်ကတိတ်မဝေးဘူးနော်ဟာလာလေချင်းလဲလေမယ်နော်တွားပါကိုအိမ်ကိုတကယ်ချင်းအိမ်ဘက်ကိုရောက်သွားပါဟုတ်ကဲ့ပါလေကဲဒီမှာကပရရေဒီမှာဒီနေ့တော့ကျွန်တော်ဟိုအရွက်ကြော်လေးနဲ့ဟိုဆရာတော်အများနဲ့ဖုန်းလေးကြကျွန်တော်ဟိုလေကျုပ်မွေကျော်လေးနဲ့အဲ့လေးတော့ကျွန်တော်လုပ်ထားတယ်ဟင်းရင်လေးပိုင်းမပါဘူးလားအရင်တော့ကတော့အပေါ်မှာကျွန်တော်ဘူးသီးဟင်းကြိုလေးနဲ့ဟိုကတော့ငါးကြော်လေးပေါ့ဒီတင်တိုင်းပဲဆရာတော်ကြီးကလည်းတကြီးပြီးကိုဆုံးနေပါရင်ခံမစားနိုင်တော့ဘူးလေအဲ့ဒါပို့ဆုံးနေတယ်ပဲဖုန်းနေရတာဟေးအေးဝိုင်းရင်ငါပြောအောင်မကွာငါလည်းဒီတရက်လောက်ပဲငါဆုံးကယူနိုင်မှာကွာဟိုမနေ့ပြန်တစ်ပတ်ကဖိနှက်ကလာပေါ့3ရက်လောက်ငါဟိုရွာကိုသွားတာရှိရင်ငါဥမာကြီးကတဲတံဖြစ်နေတာကွာအဲ့တော့ကြောင်းကိုလေဟိုစွန်းနိုင်လေးအကျိုးပို့မင်းမလုပ်ဘူးပေါ့ကွာနော်ဩရပါတယ်ဒါဒီတော့ကပြဿနာမရှိဘူးကျွန်တော်ကလည်းတကူတကမှမဟုတ်တာယူနော်ဒါပြဿနာမရှိဘူးကျွန်တော်နီးလေးနီးတာပဲကျွန်တော်လုပ်ပြီးပါဘယ်လိုပဲဖြစ်နော်ငါမျိုးစိတ်ချမယ်ဟုတ်မပါတစ်ခေါက်ကြောင်း10ခေါက်ဆိုလိုပေါ့ကွာငါတို့တွေကဘယ်လိုပဲဖြစ်ဖြစ်ဟိုမင်းကြောက်တယ်မလားရေအကျိုးတော့မ10ပါးကွာမင်းဆုံးကျိုးက9ပါးဆုံးနဲ့ရေနဲ့ဆိုတာ15ပါးမင်းဘိုးကပြည့်စုံသွားပြီတာလာပါသွားပြီတရာသီတာသူသာစာကသူတော်ကောင်းဥစ္စာ9ပြားနဲ့ကြီးဆရာတော်ဆုံးသားနောက်ကြမယ်ရတယ်ပြဿနာမရှိဘူးတော်နံကြောင်းဆိုတာဆုံးသားနောက်ကြတာဘယ်လိုပြဿနာမရှိပါဘူးအချိန်စောသေးတယ်လေမင်းကငါပြောလို့ရပါသေးတယ်မင်းကလေဘယ်လိုဖြစ်ဖြစ်ဟိုဖုန်းကြောင်းတို့ဘာလို့ဆိုတာတော်နံလူတွေရောက်ဘူးတာမဟုတ်ဘူးလေဖုန်းကြောင်းလူတိုင်းရောက်ပါဘူးတော်ရရောက်ပါတယ်ကုသိုလ်ကံပါမှရောက်ဘူးတာကွာအမြဲတမ်းသွားကျင်လို့သွားလို့မရဘူးဒါမင်းပုံဒီတောင်ကပုံကြလာဆိုတာမင်းတို့ကုသိုလ်တွေအမတန်ထူးတယ်နော်မင်းဆုံးသားနောက်ကြရတယ်ပြဿနာမရှိဘူးမိဘကိုလှုပ်ကြွေးခြင်းအကျိုးဒီဆရာသမားမိဘကိုလှုပ်ကြွေးခြင်းရဲ့အကျိုးရိုသေခြင်းရဲ့အကျိုးနော်ဖုန်းကြီးเจ้าမှာရှိတယ်လို့ဆရာတော်ကြီးတွေကိုပြုစုလှုပ်ကြွေးခြင်းရဲ့အကျိုးကလေကိုယ့်ရဲ့မျက်နှာလေးကလေလူကြားထဲမှာသွားတာနဲ့လေမင်းမျက်နှာလေးကတင်းထိုးနေပြီရတယ်ဘုန်းတော်နင်းလေးပဲကွာမင်းကလည်းငါအချိန်မပြန်လို့ရပါတယ်မင်းကပြောပြနေတာဟိုအဲ့လေမျက်နှာလေးကလေလူကြားထဲမှာပြန်လို့တော့မရဘူးလေဆရာတော်စားမယ်အေးပါခါသိပါတယ်မင်းကလေအဲ့တော့မင်းကိုကုသိုလ်တွေရစေခြင်းလို့အခုကမှလူတိုင်းလည်းလုပ်ကြတယ်လူတွေအများကြီးပဲဟုတ်တယ်မလားညောင်ပင်းလောက်လူပဲမဲ့ညောင်စည်းလောက်ရခြင်းမရ